ဖုန်းတွေမှာလုံးဝမခံတော့ဆိုလို့ရှိရင်တော့ battery reset ချတဲ့နည်းကိုဒီနေ့မှာတော့ပြပြပေးချင်ပါတယ်။မှာဆိုညီမတို့ဖုန်းကောတဲ့ဝင်လိုက်မယ်။ကောတဲ့ဝင်ပြီးတော့ star share 9900 share ဆိုပြီးနှိမ့်လိုက်တာနဲ့ဒီလိုပုံစံမျိုးလေးပေါ်လာမယ်ပေါ့နော်။သူကအောက်ကိုဆက်ချလိုက်လို့ရှိရင်ညီမတို့နေညနေမှာ battery state reset ဆိုတာလေးရှိတယ်။အဲ့ဒါလေးကိုချလိုက်တာနဲ့ညီမတို့ battery ကအရင်ကထပ်ပို့ပြီးတော့ခံသွားပါလိမ့်မယ်ရှင်။ကိုဘီနာမမင်းကအမြဲရှိနေမှာခနာလေးမရှိရင်တော့ကွာငါမနေတတ်ပါလားဖုန်းလေးရရှိသွေးကောင်းတာလေးဆိုလက်ထရှိချင်တာthis salaryတွေထပ်ပေါ်ရင်လိုချင်မိပြန်လားတို့အတွက်ဆိုအကောင်းဆုံးညရှာတွေ့လိုက်ပြီကွာယုံကြည်စိတ်ချ tower up for when me so bandula တို့ကြိုက်ဆုံးတွေအားလုံးရမှာ bandula ယုံကြည်စိတ်ချထာဝရဖုံးဝယ်မယ်ဆိုဘန်ဒူလာ